မလေးရှားနိုင်ငံကချမ်းသာကြွားဝတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်မှာအလွန်တန်ဖိုးထားရတဲ့ဇိမ်ခံကားအသစ်ကြီးတစ်စီးရှိပါတယ်။သူကအဲ့ဒီကားကိုအရန်ချစ်ပြီးအမြဲတမ်းပြောင်းလဲနေအောင်ထိမ့်သိမ့်လေရှိသူပါ။ဒီနေ့မှာတော့သူ့ရဲ့6နှစ်အရွယ်သားငယ်လေးဟာတုတ်တစ်ချောင်းနဲ့အဲ့ဒီကားရဲ့ဘေးဘက်ကိုတစ်ဖြစ်ဖြစ်နဲ့ချစ်နေတာကိုအဖေဖြစ်သူမြင်သွားပါတော့တယ်။အဖေဟာဒေါသအလိကလိုက်ထွက်လာပြီးသားဖြစ်သူရဲ့လက်ကိုဆွဲကအနီးနားမှာရှိတဲ့တူနဲ့သားရဲ့လက်ချောင်းလေးတွေကိုတဒုံဒုံထုရိုက်မိပါတော့တယ်။သားငယ်လေးရဲ့လက်ချောင်းလေးတွေဟာအယိုးတွေကျူးကျပြီးပြင်းထန်စွာဒဏ်ရာရသွားခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ဆရာဝန်ကြီးတွေကသားလေးရဲ့လက်ချောင်းလေးကိုမဖြတ်ထုတ်လို့မရတော့ကြောင်းပြောလာခဲ့ပါတယ်။အဖေဖြစ်သူဟာသူ့ရဲ့ဒေါသကြောင့်ဖြစ်သွားတဲ့အကျိုးဆက်ကိုကြည့်ပြီးရင်ခွဲမတက်ခံစားရတော့ပါတယ်။သားလေးတတိယလာတဲ့အခါမှာတော့ဗတိအဖွေးသားနဲ့သူ့ရဲ့လက်လေးကိုကြည့်ပြီးမျက်ရည်အလယ်ရွယ်နဲ့အဖေကိုမေးရှာပါတယ်။အဖေသားရဲ့လက်ချောင်းလေးတွေဖျင်ပေါက်လာအောင်မလားဟင်အဖေဖြစ်သူဟာစကားတစ်လုံးမှပြန်မပြောနိုင်ပဲရှိုက်ကြီးတငယ်ငိုကြွေးမိပါတယ်။သူ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ဒေါသတကြီးနဲ့ကားကိုတွားကန်မိပြန်တယ်။အဲ့ဒီအချိန်မှာကားဘေးမှာသားလေးချစ်ထားခဲ့တဲ့စာသားလေးကိုသူမြင်လိုက်ရပါတယ်။သားလေးချစ်ထားတာကအခြားမဟုတ်ပါဘူး။အဖေကိုချစ်တယ်ဆိုတဲ့စာသားလေးပါ။ဒီဇလန်းကနေရရှိရဲ့အတ္တိတရားကတော့လူတွေဟာတခါတရံမှာအရာဝတ္ထုတွေကိုလူတွေထက်ပိုတန်ဖိုးထားမိကြပါတယ်။အရာဝတ္ထုတွေပျက်စီးသွားရင်ပြန်ပြင်လို့ရနိုင်ပြီမဲ့လူတစ်ယောက်ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာရရှိသွားတဲ့ဒဏ်ရာတွေကတော့ဘယ်တော့မှပြန်မကောင်းနိုင်တော့ပါဘူး။တခဏတာဒေါသနောက်ကိုမလိုက်မိဖို့နဲ့ကိုဖေးနာကတန်ဖိုးရှိတဲ့သူတွေကိုမျက်မျက်နှုံနှုံတန်ဖိုးထားတတ်ဖို့အစွန်အရေးကြီးပါတယ်